ညီကိုရီအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘောလုံးပွဲချစ်ပရိသတ်တွေအားလုံးအတွက်2025-2026ရဲ့ Premier League နောက်ဆုံးပွဲစဉ်တွေရှင်ပြိုင်သွားဖို့ရှိပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Manchester United အသင်းအနေနဲ့ Brighton အိမ်ဝင်းကိုတွားရောက်ပြီးတော့နောက်ဆုံးပွဲစဉ်ကိုရှင်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပွဲကြိုသုံးသက်ချက်လေးကျွန်တော်ပြုလုပ်ချင်ပါတယ်ညီကိုတို့အားလုံးသိတဲ့အတိုင်းပဲပေါ့နော်ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့အသင်းအနေနဲ့ PR မရှိဘူးရှုံးလဲရတယ်နိုင်လဲရတယ်ဒါပေမဲ့ဂိုးတွေအများကြီးသွင်းနိုင်ဖို့အတွက်ကျွန်တော်တို့ဒါကြိုးစားရမယ်ဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့ပွဲစဉ် Nottingham Forest နဲ့ပွဲစဉ်မှာကျွန်တော်တို့ရဲ့ကစားသမား Bruno Fernandes အနေနဲ့ဒါဖန်တီးပေးဖို့မှုအကြိမ်20ကိုလိုက်မိခဲ့ပြီးတော့ဒီနေ့နောက်ဆုံးပွဲစဉ်မှာများတစ်ချိန်လောက်ရခဲ့ရင်နှစ်ပေါင်း20ကျော်ကြာချိုးဖျက်လို့မရတဲ့စံချိန်အသစ်ကို Manchester United ရဲ့ကစားသမား Bruno Fernandes အနေနဲ့ဒါတင်သွားမလားမတင်သွားဘူးလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ပြီးတော့အားပေးရဖို့ရှိပါတယ်ဒါပေမဲ့1 day ဆရာတစ်ခုကတော့ကျွန်တော်တို့ရဲ့ကွင်းလယ်ကစားသမား Casemiro အနေနဲ့ပြီးခဲ့တဲ့ Nottingham Forest နဲ့ပွဲစဉ်ကသူ့ရဲ့ Manchester United ကစားသမားဘဝနောက်ဆုံးပွဲစဉ်ဖြစ်သွားခဲ့ပြီးတော့ဒီနေ့ပွဲစဉ်မှာတော့ပါဝင်လာခြင်းမရှိတော့ပါဘူးအဲ့ဒီအပြင်ကမှ Sasco အနေနဲ့လည်းဒါဒဏ်ရာရကစားသမားအနေနဲ့ရှိနေသေးတဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲမှာလည်းပါဝင်ဖို့မရှိပါဘူးဒီလေးအနေနဲ့ကလည်းဒဏ်ရာရနေတဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲစဉ်မှာပါဝင်လာမှုမရှိပါဘူးဒီလေးအနေနဲ့ဒဏ်ရာကိုလည်းအောင်မြင်စွာခွဲစိတ်ပြီးသွားပြီးတော့ကျွန်တော်သတင်းတွေရပါတယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့နောက်တစ်ချက်ပေါ့နော်စောင့်ကြည့်ရမယ့်အချက်တစ်ခုကဘာလဲဆိုရင်တော့ကျွန်တော်တို့ရဲ့ Manchester United ကစားသမားလူငယ်ကစားသမားလေးတွေဖြစ်တဲ့ Fletcher နဲ့ဒါ Lacy တို့ကလည်းဒီနေ့ပွဲစဉ်မှာ Michael Carrick အနေနဲ့ပွဲထုတ်လာမယ်လို့ကျွန်တော်သတင်းတွေထွက်ရှိနေပါတယ်ကျွန်တော်တို့အနေနဲ့ဒီကစားသမား2ယောက်ကိုလည်းဒီနေ့ပွဲစဉ်မှာကျွန်တော်တို့စောင့်ကြည့်ဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုရင်တော့ကျွန်တော်တို့ရဲ့ Manchester United အသင်းအနေနဲ့နောက်ရာဒီမှာပြိုင်ပွဲဆုံမှာရှင်ပြိုင်ရမှာရှိတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အခုလက်ရှိခေါ်မဲ့ကစားသမားနဲ့အခုလက်ရှိအသင်းမှာရှိနေတဲ့ကစားသမားကိုကြီးလိုက်မယ်ဆိုရင်နောက်ရာဒီမှာတခြားအသင်းတွေကိုရှင်ပြိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့အသင်းကအင်အားနည်းနေသေးတယ်လို့ကျွန်တော်ထင်တယ်အကယ်မို့အားမနည်းခဲ့ဘူးဆိုရင်တော့မှဒီကစားသမားလေး2ယောက်ကိုကျွန်တော်တို့ရလိုက်မယ်ဆိုရင်ကျွန်တော်တို့ဘာမှပြောလို့မရဘူးဗျာကျွန်တော်တို့ရဲ့ကစားသမားအဓိကကစားသမားတွေကဒဏ်ရာရသွားတဲ့အခါကျရင်ဒီကစားသမားလေးတွေကိုကျွန်တော်တို့အသုံးပြုလို့ရတယ်ပြီးတော့အရေးမကြီးတဲ့ပွဲစဉ်တွေမှာလည်းဒီကစားသမားတွေကိုထည့်ပြီးတော့ကျွန်တော်တို့ AC ကစားလို့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီကစားသမားလေး2ယောက်ကိုကျွန်တော်တို့ဒီနေ့မှာစောင့်ကြည့်ရမယ်လို့ထင်တယ်ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရလက်ကိုကျွန်တော်ခက်မှန်ရမယ်ဆိုရင်တော့တစ်ဖက်က Brighton အနေနဲ့ပေါ့နော်ဒီနေ့ပွဲစဉ်မှာနိုင်ကိုနိုင်မှဖြစ်မယ်ဘာဖြစ်လို့လဲဆိုတော့သူတို့အနေနဲ့နိုင်မှသာလင်ဥရောပဝင်ခွင့်အတွက်ပေါ့နော်တေချာသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကလည်းအစွမ်းကုန်တေချာအောင်သူတို့ရှင်ပြိုင်သွားမယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့လည်း Manchester United အသင်းအနေနဲ့လည်းဒီတာကိုပေါ့နော်လုံးဝ short ပေးမှာလို့ကျွန်တော်မထင်ဘူးဘာဖြစ်လို့လဲဆိုတော့ Manchester United အသင်းအနေနဲ့ပေါ့နော်နောက်ဆုံးပွဲစဉ်တွေရဲ့နောက်ဆုံးပွဲစဉ်30မှာ20ပွဲလောက်ထိကိုအနိုင်ရရှိပြီးတော့6ပွဲတည်ရင်နဲ့4ပွဲပဲရှုံးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ဆုံးယာဒီပိတ်တဲ့ပွဲစဉ်တွေမှာ Manchester United အသင်းအနေနဲ့ရလက်ကောင်းတွေရယူနိုင်ထားတာကိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့ပွဲစဉ်မှာလည်း Manchester United အသင်းအနေနဲ့3-2ဆိုတဲ့ရလက်နဲ့ပဲအနိုင်ရရှိသွားမယ်လို့ကျွန်တော်ခန့်မှန်းချင်ပါတယ်ညီကိုတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲကျွန်တော်ရဲ့ comment အောက်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်